ရဲတစီနာနာဘဝတွေကိုကြောက်တဲ့သူတွေရှိတယ်လို့မကြောက်တဲ့သူတွေလည်းရှိကြမှာပါအဲ့ဒီလိုပဲယုံကြည်တဲ့သူတွေရှိတယ်လို့မယုံကြည်တဲ့သူတွေလည်းရှိကြတယ်ဆိုပေမဲ့လူကြီးသူမတွေရဲ့ပြောစကားတွေအရာအေးရဝင်ပုံမြင်တွေအရာကတော့မြန်မာနိုင်ငံမှာလည်းတရဲတစီတွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာမှအရာ6ကျန်းနဲ့နာမည်ကြီးတရဲတစီ9ကောင်ကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်သူတို့တွေကဘယ်သူတွေဖြစ်မလဲဒီဗီဒီယိုလေးထဲမှာသူတို့ရဲ့နာမည်နဲ့သူတို့ရဲ့အကြောင်းတွေကိုပြပြပေးသွားမှာမို့ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနား notification လေးကိုလည်းနှိပ်ခဲ့ပေးပါအောင်ရှင်။ဒါဆိုဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်။နံပါတ်1ချစ်ကလိန်တရဲမှာတကယ်လို့တင်ကအိမ်မနေတာမဟုတ်ပဲအဆောင်မှာနေတဲ့သူဆိုရင်တော့ညနေတကောင်ရံမှာအိမ်သာသွားခြင်းနဲ့အခိုက်အတန့်တစ်ခုကိုမလဲမသိကြုံရမှာပါအဲ့ဒီအချိန်မှာအဆောင်တရဲတွေထဲကမှမိန်းကလေးအဆောင်တွေအိမ်သာတွေထဲမှာချောင်းတန်းတဲ့တရဲတစ်ကောင်နဲ့ပပင်းမတိုးဘူးလို့ဘယ်သူမှအာမမခံနိုင်ပါဘူးဒီတရဲကမိန်းမတရဲလို့ပြောကြပါတယ်သူ့ရဲ့လက်တွေခြေထောက်တွေကကောက်ကောက်ကွေးကွေးကြီးနဲ့လိမ့်ဖဲနေတာကြောင့်ဘလို့မှကြည့်လို့လာမှာမဟုတ်ပါဘူးသူမနဲ့ထိတ်တိုက်တွေ့ပြီးတော့အဲ့ဒီတရဲမှာကိုနောက်လိုက်လာပြီဆိုရင်တော့အဓိကလောက်ရမှာကလမ်းအဖြောက်တိုင်းတန်းထွက်မပြေးဖို့ပါပဲတဲ့ကြီးသာထွက်ပြေးလို့ကတော့ချက်ချင်းဆိုတယ်လို့သူမကတင်းရဲ့နောက်ကျောနာကိုရောက်လာမှာပဲဖြစ်ပါတယ်ဒီတော့လွတ်မြောက်အောင်ပြေးဖို့ဆိုရင်တော့မွေးလေးမွေကောက်လမ်းကြောင်းအတိုင်းဝေးဝိုက်ပြီးသားပြေးပါတော့လို့အကြံပေးချင်ပါတယ်ရှင်နံပါတ်2ကတော့ဖုန်းကြီးတရဲပဲဖြစ်ပါတယ်ခရစ်ယာန်အယူအရကမာကျမ်းစာတွေလည်းဝက်ကတိုင်တွေကတရဲတစီတွေကိုနှိမ်နှင်းနိုင်တယ်ဆိုပြီးတော့များသောအားဖြင့်လက်ခံထားကြပါရဲ့အဲ့ဒီလိုပဲဗုဒ္ဓဘာသာမှာလည်းပါဠိဘာသာနဲ့ရွတ်ဆိုရတဲ့ဘုရားစာတွေကိုသာရွတ်မယ်ဆိုရင်တရဲတစီတွေနဲ့မကျွတ်မလွတ်တွေကိုမောင်းထုတ်နိုင်တယ်လို့ယုံကြည်ကြပါရဲ့ဒါပေမဲ့အဲ့ဒီနီလန်ကမြန်မာနိုင်ငံကတရဲတွေအားလုံးအတွက်တော့အလုံးမဖြစ်ပါဘူးချွေးချက်တစ်ခုတော့ရှိနေပါတယ်အဲ့ဒါကတော့ဖုန်းကြီးတရဲတွေကပါဠိစာရွတ်တဲ့နေရာမှာတာမန်လူတွေထက်အစာပေါင်းများစွာကျွမ်းကျင်လို့ပဲဖြစ်ပါတယ်။တကယ်လို့အခုဗီဒီယိုကိုကြည့်နေတဲ့လူကဖုန်းကြီးတရဲနဲ့ပဲ့ပင်တူရဲဆိုပါတော့ကြည့်နေတဲ့သူရဲ့ဖျားစာရွတ်တဲ့စွမ်းရည်ကဖုန်းကြီးတရဲနဲ့ရှင်းနိုင်မယ်လို့များယုံကြည်ချက်ရှိပါသလား။မရှိဘူးဆိုရင်တော့အကြောက်လုံပြီးနောက်ဘဝမြင်မြန်မကူးစေဖို့အတွက်တဲတယ်ပဲဖြစ်ဖြစ်မူလင်းမွေးကောက်နီးနေပဲဖြစ်ဖြစ်နောက်လည်းမကြည့်ပဲပြေးတာကတင်းအတွက်အကောင်းဆုံးနီးလန်းဖြစ်ပါလိမ့်မယ်နော်။တတရမြောက်တရဲကတော့မဖဲဝါပဲဖြစ်ပါတယ်။တရဲတွေထဲမှာမှလူတိများတာမို့နာမည်ကျော်တရဲမလူတော်မှာပဲညှို့ဆိုရမှာပါသူမကတင်းကြရုံအဲလုံးနေသူဖြစ်ပြီးတော့ညင်းတဲ့တကောင်ရောက်မှစပည့်အရှိကြီးကိုဖားရချအခေါင်းကြီးတစ်လုံးကိုခေါင်းပေါ်ရွက်ပြီးတော့ရှောက်သွားနေတတ်ပါတယ်သူရေးချလာတဲ့အိမ်ရှိရောက်ပြီးဆိုတာနဲ့တန့်ကနေရက်ပြီးတော့အဲ့ဒီအိမ်ရဲ့လှေကားရင်းမှာသူမရွက်လာတဲ့အခေါင်းကြီးကိုဘုံကနေပြစ်ချပြီးတော့ထွက်သွားတတ်ပါတယ်အခေါင်းချခံလိုက်ရတဲ့အိမ်ကမိသားစုဝင်တဦးဦးအထူးသဖြင့်ကလေးတွေဟာဆိုရင်မကြခင်မှာပဲအပြင်းအထန်ဖျားနာပြီးတော့တည်ဆုံးတတ်ကြပါရဲ့1990ပြည့်နှစ်ဝန်းကျင်လောက်တုန်းကကရင်ပြည်နယ်ကနာမည်ကျော်ဖုန်းကြီးတစ်ပါးဟာမဘဲဝါကလက်ဆက်တဲ့ကလေးအသားတွေကိုစားချင်နေတယ်ဆိုတဲ့အကြောင်းအိမ်မက်မက်တယ်လို့သတင်းစကားတွေထွက်ပူပါရဲ့ဆရာတော်ကကလေးအသားကိုစားမယ်အစားခွေးအသားကိုသာစားရမယ်လို့မိတ်ခဲ့ပြီးတော့နောက်ပိုင်းမှာနေမှာရှိတဲ့အိမ်ပေါဝါတိုင်းမှာကလေးအသားခါတယ်ခွေးအသားချိုတယ်လို့စာရေးအမှတ်သားပြုပြီးတော့မဘဲဝါရဲ့ရန်ကိုကာကွယ်လိုက်ကြတာမျိုးတွေရှိခဲ့ပါတယ်။စတုထမြောက်တရေကတော့ချီးစားဆုံးပဲဖြစ်ပါတယ်။ရှာရှာပပလူတချို့ကတာမန်လူသားတွေလိုမျိုးလှုပ်ဆောင်ပုံတွေပြုမှုနေထိုင်ပုံတွေကိုစိတ်မဝင်စားကြပါဘူး။သူတို့တွေစိတ်ဝင်စားတာကမော်အတက်တွေနဲ့လူသားတွေကိုပြုစားနိုင်တဲ့စွမ်းရည်တွေကိုပါပဲ။သူတို့တွေကမော်ပညာတွေကိုခက်ခက်ခဲခဲနဲ့သင်ယူကြပြီးတော့စောအတက်တင်စာမေးပွဲတွေကိုကြော်ဖြတ်ကြရပါတယ်။ကြော်ဖြတ်နိုင်တဲ့သူတွေကအစွမ်းထက်တဲ့စုံတွေဖြစ်လာကြပြီးတော့စာမဝဲမအောင်မင်းနဲ့ကြာရှုံးခဲ့မယ်ဆိုရင်တော့မစင်တွေနဲ့အလောင်းကောင်တွေကိုသာစားရတဲ့ချီးစားဆုံးဘဝကိုရောက်ရှိသွားကြပါရဲ့ချီးစားဆုံးတွေကနေကင်းဘက်တွေမှာဆိုရင်လူသားတွေလိုပဲနေထိုင်ကြပြီးတော့နေဝင်သွားတာနဲ့ခန္ဓာကိုယ်ကိုစွန့်ပြီးဦးခေါင်းတစ်လုံးနဲ့အစာရှာထွက်ကြပါရဲ့အဲ့ဒီအချိန်မှာမကောင်းဆိုးဝါးနှိမ်နှင်းသူတွေကခေါင်းမရှိတဲ့ခန္ဓာကိုယ်ကြီးကိုတယောခတ်ချွဲချွဲအရည်တွေနဲ့တုပ်လိန်ထားကြပါရဲ့ညအချိန်ကုန်ဆုံးသွားလို့ပြန်လာတဲ့ဆုံးကခေါင်းနဲ့သူ့ရဲ့ကိုယ်ကိုပြန်ဆက်ဖို့ကြိုးစားပေမဲ့ချော်နေတဲ့အတွက်ကြောင့်မို့လို့မဆက်နိုင်တော့ဘဲနဲ့နေထွက်လာတဲ့အခါမှာအလင်းရောင်ထီပြီးကိစ္စလျှော့သွားပါတော့တယ်။နောက်ဆုံးတစ်မျိုးကတော့ဖုတ်ပဲဖြစ်ပါတယ်။ဒီတရေကတော့ဆရာကြားတဲ့တရေအမျိုးအစားဖြစ်ပြီးတော့များသောအားဖြင့်တေကာနီယောဂကြီးကြီးမားမားခံစားနေရတဲ့လူနာတွေ
ပြီးတော့အဲ့လိုလူနာတွေနားမှာအနီးကပ်ဂရုစိုက်ပေးရတဲ့လူနာဆောက်တွေကိုအဓိကပြတ်မှတ်ထားကြပါတယ်မမမကျန်းဖြစ်နေတဲ့လူနာရဲ့အသက်ဝိညာဉ်ထွက်သွားတာနဲ့တပြိုင်နက်ဝိညာဉ်ကင်းလွတ်သွားတဲ့ခန္ဓာကိုယ်မှာအသာလေးနေရာဝင်ယူလိုက်ကြပါတယ်ဒါကိုမသိတဲ့လူနာရှင်တွေကတော့လူနာကိုအသက်ဆက်ရှိနေတော့လို့ထင်ကြပြီးတော့ဆက်ပြုစုကြပါတယ်တကယ်ကိုအန်တရယ်များပြီးတော့လိမ္မာပန်းတဲ့ဖုတ်တရေကတော့တေသူရဲ့ခန္ဓာကိုယ်အပိုင်ယူနန်းဆန်ပြီးသူစားချင်တဲ့အသားတွေငါးတွေကိုတောင်းဆိုပါတော့တယ်အဲ့လိုမှမဟုတ်ရင်တော့သူ့ကိုအနီးကပ်ပြုစုနေရတဲ့လူနာဆောက်တွေရဲ့သွေးကိုအသားချင်းထိပြီးတော့စုပ်ယူတာပဲဖြစ်ပါရဲ့ရှင်ဒီနေ့တော့ကတော့ဒီလောက်ပါပဲနောက်ထပ်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပရလောကအကြောင်းတွေကိုတင်ဆက်ပေးသွားမှာမို့ channel လေးကိုစောင့်မျှော်ပြီးတော့ကြည့်ရှုပေးကြပါအောင်နော်အားလုံးပဲနေကောင်းကြပါစေလို့ဆုတောင်းပေးနေဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြရပါရှင်